ငါအလုပ်သွားလုပ်ပြန်ဒီစပိန်လေးပဲအကူနေရတာကွာစပိန်ကလည်းတော်တော်ဟောင်းနေပြီပဲစပိန်တစ်ဝယ်ကိုပတ်စံဆူတာလည်းပြည့်နေပြီဆိုတော့ကွာငါဒီညနေပဲစပိန်တော့ဝယ်မယ်ကွာဟုတ်သားကျန်လာပြီလားဒီနေ့ကသွားလာမှာကြာဟုတ်ပါရရတယ်မဟုတ်ပါဘာဖြစ်လာလဲဒီကကောင်းတော့ကိုယ်ကလည်းဟောကိုယ်ကလည်းကြရတယ်ဒီကွာဒီခေတ်ကြီးမှာဖုန်းထုတ်လို့ဝယ်ရရတဲ့ကောင်းကနေလားတည်တယ်ပြုတ်တော့တယ်ပြေလို့ပြောမှလည်းတည်ပြီးသားဒီကဘာမှမတားလိုက်ပြန်နေတော့ဟာပြဝယ်နေတခါအကောင်ဆုံးလို့မေးကွာမင်းဒီနေ့ပြန်သွားမယ်ဖြောင်းတော့အောင်ကမ်းပြင်းစီတော့လည်းတဖုံးပြောတယ်ဘာဆိုင်လို့လဲပြရဟောဆိုင်ရတော့ကွာဘယ်လိုဟုတ်ကဲ့ဖြစ်လို့လဲကဲဒီသားဟာဘာဖြစ်နေကြတာလဲခိုင်နေပြီအခက်ချင်းချင်းချင်းနဲ့အပြီးပြီလို့ရမင်းတော့တော့ကမ်းနေပါကိုတူရင်းရှင်းလို့သားဟာဘာဖြစ်ကြတာလဲလို့ထင်အောင်မလို့အသက်ချင်းချင်းလေးနဲ့တောင်းပါလို့ကဲမခင်ကိုပြောရမယ်ဒီနေ့မင်းသားဖုန်းပြောက်လာတယ်ဟုတ်တော့ဒီကောင်ကြီးကတော့အဲ့ဒါဘယ်လိုလုပ်မလဲကိုပြောပြမယ်ဒီမနေ့သူအပြင်သွားတာကိုသူ့ကိုဖျားစတော်ပြီးသွားလို့ပြောတယ်မစူတောင်းအောင်ပြီးတော့ကိုရှင်းပြနေအောင်လဲကိုပြန်ခံတော့တယ်တားနေတော့ညနေကျရင်တေချာစကားပြောမှရတော့မယ်လူငယ်ဖြစ်တဲ့ကြောင့်တခြားကိစ္စတွေမှာဖြစ်တယ်လို့လုပ်လို့ရပါမယ်ဖျားနဲ့ပတ်သက်ပြီးပေါ်တီပေါ်ဆောက်လို့တာမျိုးဖြစ်နေကြဘူးဟုတ်တယ်ခင်အဲ့ဒါဆိုကိုလိုသားလေးကိုဖုန်းလေးတစ်လုံးဝယ်ပေးလိုက်တော့ကဲမခင်ပတ်စံဒါလေးဖုန်းဝယ်ပေးဖို့ဟုတ်ဒါရှိဘက်ထရီစမိတ်အတူကိုဖုထားတဲ့ဆက်ဖို့လားဟာဆောင်းရပါဘယ်ဒီစလိမ့်ဝင်နဲ့ကိုသားရအရေးကြီးတယ်ဒီခေတ်လူငယ်ရဖုန်းရှိမှအဆင်ပြေရလေကောင်းကောင်းလေးပဲ platform မလီရှင်းရတယ်နော်ရှင်းသားအတွက်ကြိုင်အဲ့လိုမျိုးမမလဲကျမတော့ဩမိမရေမင်းတို့ချင်းတော့ဖုန်းပြောင်းလုပ်လိုက်ပေါ့ချက်ကနေဒီလူရတော့ပြီးခင်းသွားကြတော့ရှင်းတဲ့အပင်လေးကြီးလောင်းပြီနော်ဟုတ်ပြီဟုတ်ပြီအသွားလိုက်ပါတွေ့မေးအားအားပါတယ်လားအဲ့ဒါကတော့တော့ပြောချင်နေတယ်ပြောနေတာရတယ်လို့ဒီတော့လာမနေတော့ဒီရင်စောင့်မနေဘာလို့လို့တော့ရကိုအိမ်နဲ့ကိုနေတာပိုကောင်းပါလေဟာမေသိရတာလေအပြင်ကနေလို့စကားများတယ်တော့ညာတိုင်းလို့ပဲအခုရက်ရတော့ဆက်နေအစစ်ညစ်ကနေရင်တော့ဒါမဲ့သားရဲ့တောက်အမေတို့မမြင်ပွဲရမှာထားမှာစိတ်မချပါဘူးလေဒီတားတယ်လေသူပြီးစနေတော့ရှိတယ်တားတဲ့တကယ်ကြီးကိုတွားပြီးတော့ညဘက်ပြင်ထွက်တာတော့အင်းနောက်ကြောက်လို့ချင်းလို့ရှိတယ်ဒီတော့အဲ့ဒါကိုဥညွှန်ပေးနေတယ်အဲ့တော့တားလုံးချင်တာလုံးရဖို့အတွက်ကိုအပြစ်မှနေမယ်လို့ပြောတာအဲ့လိုမဟုတ်ဘူးဒါလေကြားတယ်အရင်တက်နေလားဒီဘဲမှာပါလို့မရဘူးလားအားသိချင်ပေါင်းရှိနေသေးဒါပြောတော့ဒီအရင်တိုင်းကလည်းလုပ်နေတော့မှာနော်ဘမလေတားနေရုံတွေကိုပြောပြရှိနေချိန်မှာတားပါတော့အဲ့တော့သူတို့ငါမွေးရအောင်မင်းငါမွေးရတာမင်းငါရဲ့ချင်းချုံအောင်မရှိနေတယ်မင်းငါသားရနားထောင်အားလေဥမာပေါ်အသက်22နှစ်ပဲရှိသေးတယ်ဒီကြီးတွေလွတ်လပ်ခွင့်ပါလားတော့မင်းခဏတော့ပြန်လို့စဉ်းစားနေပေတော့ဒီလိုဆိုတော့ဒီတော့ဘာအိမ်လားကြည့်မင်းသားချို့အဲ့ဒါနဲ့အကျုံးခဲ့တယ်ထားလိုက်ပါညရှင်သူ့ကောင်းကောင်းပြောပြီးသွားပြီမလားဒီနေ့တော့စိတ်ပေးကောက်လိုက်အောင်တော့ကြာနေကျမတို့တော့ထုတ်လို့
ငါနဲ့မိမကြီးကိုပြရရှိတယ်သူရဲ့တောင်ထုတ်ချင်နေတာများပါလားမသိဘူး အဲ့လိုတော့လည်းမဟုတ်ပါဘူးမနိုင်ပြောရရင်ခင်လည်းသူ့ကိုပြင်မမတင်စီချင်ဘူးလေအိမ်မှာတော့ငါဝေယဝိသကိစ္စတွေအကုန်လုံးကိုခင်မဲလုပ်ပေးနေရတာဆိုတော့သူ့ကိုပြင်မတင်နေသိချင်တာ ခါရဲကိုလည်းတွေးမိတယ်ကွာကိုလို့ဆုံးလို့ပြီးတော့ဒီမင်းလို့စင်ပြောင်းနေကိုတားလေးချောင်းတော့စင်ပြောင်းနေကိုရဲ့အရင်နေရာကိုဆုံးလို့ပြီးတော့ဒီကိုပြောင်းလာခဲ့လို့လို့ပေါ့ကွာကိုရဲ့ပေးစမှုကတော့ရှာမြောက်တယ်လို့ထင်တယ်ကွာ အဲ့လိုလည်းမဟုတ်ပါဘူးရှင်ချားမိသားစုပဲသူလေးကောင်းပြောပါအခုကတားလေးကနားမလည်သေးရဲ့ပဲရှင်ဒီလိုပဲဒီကောင်းကျင်နော် ကျေးဇူးပါခင်ဗျာကိုကြံပေးလို့ကဲစား အဲ့အောင်မင်းရပါတယ်လေ စင်မီပြောကွာငါဒီနေ့ထွက်တော့ကြည့်အောင်မယ် မင်းလာမရမယ်တော့ငါဒီနေ့လာပြောအောင် ပြီးပါတော့ကွာငါဒီအိမ်မရောက်လာရင်ချက်ပြောလိုက်မဟုတ်ဘူး ပြအောင်ဟိုမှာမင်းခွရအေးယူပါငါပဲလူလာပေါင်းထိုင်ပါလားအဲ့လိုပါပါရမယ် ကော်ဖီရော အိုင်ကော်ဖီနှစ်ခွက်နဲ့ချစ်လို့ပဲ မင်းကြမ်းရချီဘိုဒီလိုချီရှိတယ် အမေတချစ်နေပါလေအေးဒီကောင်းကြီးပါလေစကောင်းနေဘူးလားပြပလေးစပီးပြင်းထားမယ်နေကောင်းလေးရနေပါ မြောက်မင်းဘာပြောပြေးတော့ သူ့ဖေရောကြောက်တာတကယ်ရေးချိုးတော့ရေးချိုးတော့ ဖြစ်ပြီ ဒီတော့ကျင်းဘယ်တော့မှအိမ်သားရမှာ ဒါကောင်းလေးရတယ်ဆို ရှင်းတာတော့မဟုတ်ဘူးပြောတာ ကောင်းလေးပါတော့အားနေရဘာလို့လဲ ဒီကမှဘီဘီမရှိဘူးတဲ့အဲ့လိုပြောတယ် ကောင်းလေးရဒီတော့ခုဘာကြီးချက်ဘာလို့ရမှာလဲ အော်အဲ့ဒါလေးခင်ပေါ်ရေးစီနော် အဲ့ဟုတ် လက်စီးမှတော့နော် ဟုတ်ပါရဲ့ပါစံပြေချင်းမီဒီယာဘာ ဟုတ်ဟိုလေးရေးစီလေးနော် အဲ့ဟုတ်ပြီ ဟဲ့တာနဲ့သွားတော့လေအိမ်တော့ဟုတ် ဒီ ဟိုလေတောင်းတော့ခိုင်းပြီးမှဆောင်ပြလိုက်ပါ မှာကိုတော့တော့လိုက်ပြီးနေအောင်ပါလားမင်းမရ အာမင်โอเคဒီတာပြည့်ရှိပြေပြောတယ်တိုင်းပါလိမ့်စားတောင်းလို့ကတော့ရဆောင်နေတာလေအာဟဲ့အောင်မင်းအဲ့ဒီစားတော့ထပ်ပြောတယ်လို့ပြောတာတော့အာပေတော့ကိုကျွန်တော်ကိုရည်ရည်ကြည့်နေပြီပေငယ်တော့ကနေပြီးနေတယ်တောင်းလို့ပြီးနေတယ်တောက်ရတယ်လို့လေးလေးနေချင်းနေပြီဘာပြောရလဲမင်းအဖေတာမင်းကိုပြီးနေတယ်တက်ချင်တယ်အခုချိန်မှာနောက်ပြီးတော့အဖေရဲ့အခုချိန်မှာအဖေရဲ့ချင်းချင်းမြတ်တာတွေကတောက်လောင်ကြီးထူတယ်တောက်လုံးဝစီးနေတယ် တာမင်းစကားတွေပြောနေနော် လူနဲ့တက်ပြောရမယ်ပဲကဲဟုတ်ပြဆိုရင်မင်းတို့ချင်းတို့နေချင်းတို့နေတော့ပါပြီးရောပြန် တာမင်းဘာလို့ဖြစ်နေမင်းပြေမြစ်တာနားမလည်စရာလေဟမ်မင်းဖေရလေမင်းတော့ကောမင်းတို့မိသားစုတော့ကောသူ့ရဲ့အရာအလုံးဆွတ်လွတ်ထားတဲ့သူပါမင်းဘာဖြစ်လို့မင်းရဲ့လွတ်လပ်ခွင့်မှာငါတို့တောင်းဆိုနေ မသိဘူးမေဟာ အေးနင်မသိရင်ငါပြောပြမယ်နားထောင် ဟုတ်ကဲ့ဗျာဆိုကျွန်တော်ဒီမှာအားလုံးပြထားတဲ့အတိုင်းပဲကုမ္ပဏီကနှစ်ခါတည်းပို့ပြီးတော့ဒီနေ့ရတဲ့တွေပိုကောင်းလာတယ်။ရောင်းအားတွေလည်းပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်။အဲ့ဒါကျွန်တော်အားလုံးပြထားတဲ့အတိုင်းပဲပေါ့နော်။
ကျွန်တော်တင်ဆက်မှုတော့ဒီလောက်ပါပဲဗျာဒီနေ့ကျေးဇူးတင်ပါတယ်အားလုံး โอเคဆက်လက်ပြီးတော့ဟိုတင်ပြပေးမယ်အိရှာပိုင်းရမှာရှိသေးလား အော်ကျမဘက်ကတော့ထွေထူးထူးဘာမှတင်ပြကြမရှိသေးဘူးမှာ โอเคပါတခြားရောရှိသေးလားမသိရှင်โอเคအဲ့ဆိုရင်တော့အစည်းအဝေးကမရှိတော့ဆိုတော့တင်လိုက်တော့မယ်နော်တခါတည်းကျမသတင်းကောင်းလေးတစ်ခုပြောတာရှိပါတယ်။ဘာလဲဆိုတော့ကျမတို့ရုံးမှာအလုပ်လုပ်နေတယ်စူးစမ်းနေတဲ့သူပေါ့နော်အထက်ကနေမှကျမတို့ဟိုအမေရိကမှာသွားပြီးလုပ်ကမဲ့သူတယောက်ရှိတယ်။အခါလေးကြီးညာပေးသွားမယ်။သူကတော့ကိုသူရိမ်ပဲဖြစ်ပါတယ်ပေါ့နော်။အမေရိကမှာသွားပြီးတော့တာဝန်ထမ်းဆောင်ပြီးတော့အလုပ်လုပ်ကမှာဖြစ်ပါတယ်။ဟုတ်ဂုဏ်ယူပါရှင် ကျွန်တော်ပြောရကျွန်တော်ဒီတက်ပို့ပြီးတော့လုပ်ကြတော့ပါအောင် ။ဟုတ်ကဲ့ရှင် ကဲပါလား ကိုသွေးကိုပါရှင် ဟုတ်ကဲ့ပါကျေးဇူးပါလား ကိုပါရှင် ကျေးဇူးတင်ပါတယ်ဗျ ကိုပါရတော့ကိုသွေး ကျေးဇူးတင်ပါတယ် အာဒါဆိုတော့တပွဲလိုက်ကြည့်လိုက်တော့ကိုသွေး အားကျွေးရမှာဗောတဝဲမျိုးဖေကကျွန်တော်ကျွေးရမှာဗော မေခေါင်းလုံးကြီး ဘာဖြစ်တာတော့တာ အာနင်းကောင်းပြောတာသူရှိတယ်အမေ ဘာဖြစ်တာလဲပြောပါအောင်တာ အာဒီလိုမေရဲ့ဒါနေနေရုံးမှာဒါလိုတိုးလာတယ်အမေကောင်းမှာအလုပ်ကောင်းတော့ ဟဲ့ပြောစရာကြီးပေါ့တာ ဟုတ်တယ် ဘာသာစရာကြီးနော် ဟုတ်တယ် အဲ့ဆိုကျေးဇူးတော့ပေါ့ဒီခွေရတားဆောင်နေကြတာကြား ဟုတ် တယ် တယ်ဒါလည်းစတောင်းနေတယ် အဲ့တော့တားပါလို့ခြင်းလည်းမသိပေမဲ့နေရာတားလက်ဆောင်ပေးမယ် ဘာလို့ဆောင်လို့လဲ ဒါတစ်စီပေးမယ်လေ အော်ပြောလိုက်တာကားတစ်စီး ကလာဘီလာ အေးကလာပြီဒါလေးထိုင်အောင်ကဲမိမကိုတရင်ရောက်လို့ပြောတာရှိတယ် အားရ ကိုအမေရိကန်မှာလို့သွားတော့မယ် ဝမ်းပါကြောင်လေ အဲ့ဒါကမင်းတို့မိသားစုတော့ဖဲခဲ့ရမှာပေါ့ကွာ ဩမဟုတ်တာပဲကိုကလည်းမအမေတို့လည်းရှိနေရတယ် အော်စိတ်မချဘူးကွာကွာ ဟောဒီသားနဲ့ကတော့မေးရှိရလေတာစိတ်ချပါ ဟုတ်ပါပြီနော်တာလေးဒါလေး ဒီလိုနဲ့နိုင်ငံခြားသွားဖို့ရပ်ပိုင်းလောက်သာလိုပါတော့တယ်။ကိုသူရင်ခမညာသူ့ရဲ့ဆာမျက်နှာအသစ်တစ်ခုကိုဖွင့်ဖို့အလွန်ရင်ခုန်နေတော့တာပေါ့။အတော်ကြာစောင့်ဆိုင်လာရတဲ့အခွင့်အရေးကနောက်ဆုံးတော့သူ့ရဲ့ရှိကိုရောက်လာခဲ့ပြီလေ။လိုအပ်တာတွေမချမ်းခဲ့ရလေအောင်ခင်ကစိတ်ရှိရှိနဲ့အဆဆရရကူညီပေးနေရတော့တာပေါ့။ ကိုသူရင်တရားနိုင်ငံခြားသွားဖို့အားလုံးပြင်ဆင်လို့အပြီးရက်နေငယ်အကြမှာတော့တားလေးစဖျားတယ်။အစကတော့ရိုးရိုးဖျားတယ်လို့ထင်နေကြပေမဲ့ကြာလာရတဲ့အမျှတားလေးကမသက်တာပဲပူပူဆိုးလာတယ်။တားလေးကိုနေနေညာညာပြုစုနေရတဲ့ခင်ခင်များလဲပင်မလုံးလို့မူးလဲရတဲ့အထီပါပဲ။သွားဖို့ကဘလောက်မှမလိုတော့တဲ့ကိုသူရင်တရားတားနဲ့မိန်းမကိုကြည့်ပြီးအတော်လေးစိတ်ပူသွားတယ်။ ငါမိမနိုင်ငံသားလေးကိုထားခဲ့ပြီးတော့ငါနိုင်ငံခြားကိုတော့မသွားနိုင်ဘူးကွာလူအချင်းနေပဲဖြစ်နေပါစေငါဘလောက်ပဲသွားချင်နေပါစေဒီအခွင့်အရေးကိုတော့လက်လွတ်လိုက်တော့မှာကွာ ရှားခင်ဗျာကျွန်တော်ပြောကြလေးရှိလို့ ပြောပါ ကျွန်တော်နိုင်ငံခြားသွားဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မသွားနိုင်ဘူးပေါ့ ဘာဖြစ်လို့လဲဘာခက်ခဲရှိလို့လဲ ဟိုအခက်အခဲဆိုပြီးတော့ကြီးကြီးမားတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်မိသားစုကိုထားခဲ့ပြီးတော့သွားမှာတော့ကျွန်တော်စိတ်မချလို့ပါဗျ တေချာတော့စဉ်းစားကြည့်နေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအခွင့်အရေးလူတိုင်းလိုချင်ကြတာအဲ့ဆိုတော့ကျမဟိုစဉ်းစားဖို့တော့ကိုတစ်ပတ်အချိန်ပေးမယ်ပေါ့နော်ဒီအခွင့်အရေးကလည်းကိုသူတွေအတွက်ထိုက်တယ်လို့ကျမယူဆပါတယ်
ဟုတ်ကဲ့ကျွန်တော်သိပါတယ်ကျွန်တော်အခွင့်အရေးပေးရတယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တော်ရဲသူတွေလည်းရုံးမှာရှိပါတယ်အဲ့ဒီအတွက်ဂျာကြီးတင့်တော်မဲ့သူစီစဉ်ပြီးတော့ပဲနိုင်ငံကြောက်ထုတ်လိုက်ပါကျွန်တော်တို့မသွားနိုင်တော့ဘူးပါ ကောင်းပါပြီကိုသူရိဘက်ကလည်းဆုံးဖြတ်ချက်တေချာနေတဲ့သဘောဖြစ်နေတော့လေကျမအနေနဲ့ဘာမှတော့ပြောချင်မရှိဘူးဒါပေမဲ့ဟိုဒီလိုမျိုးခွင့်ကိုထပ်လိုချင်နေဆိုရင်တော့ဖြစ်နိုင်မှာတော့မဟုတ်တော့ဘူးဆိုတာလေကျမပြောလိုက်ပါမယ်တခါတည်း ဟုတ်ကဲ့ပါခုနောက်ထောင်ပြကျေးဇူးတင်ပါတယ်ကျွန်တော်သွားလိုက်ပါအောင် ဟုတ်ပါပြီ မေးဒါလို့နဲ့ခံထားလိုက်အောင် ။အော်အေးဘာပြောမလို့လဲတာ။တခုခုလို့လား။ပြောလေ ဒါရုံးနဲ့ပတ်သက်တဲ့ကိစ္စအရေးကြီးတာပြောမလို့နေ ။ပြောလေတာရတယ် ဟုတ်ဒါနဲ့မင်းမခဏလာထိုင်ပါတာတိပေါ်လာမလို့ အိမ်ပါပြီ ဟုတ်ခဏလာထိုင်ပြောချင် ကဲခုပုံနဲ့ဆုံးပြီးတော့ပြောရအောင်ကိုမိကမှာတော့ကောင်းမလို့ပေါ့ ။ဟာဘလို့ဖြစ်လို့သားဆုံးဖြတ်လိုက်တာလဲမေတို့နဲ့မတိုင်မမဲနဲ့ တယ် ခင်းတဲ့သားလေးကြောင့်မလို့ဆုံးဖြတ်လိုက်တာဆိုရင်တော့အဲ့လိုမျိုးပါလေကိုကျွေးခင်းလို့အဆင်ပြေတယ် မရတော့ဘူးခင်ဗျအောက်ကြောင်းပါကိုရုံးကလူကြီးနေတာကိုပြောပါမိကမှာလို့တောင်းလို့ဆုံးဖြတ်ချက်ချလိုက်ကိုပြန်လို့တော့ ။သားရဲ့အဲ့လိုချင်ဆုံးဆန္ဒကဒါလည်းမဟုတ်ဘူးလား။ဘာဖြစ်လို့မပြောမဆိုနဲ့အားလုံးပြင်ဆင်ပြီးကြမှာ ချိန်မှာပြောစရာစကားဘူးမရှိတော့သားလေးကြောင့်ရှင်အခုလိုလုပ်တယ်ဆိုရင်လည်းသူ့အမေဖြစ်တဲ့ကျမတယောက်လုံးရှိပါသေးတယ်ပြီးတော့အမေလည်းရှိတယ်လေ မင်းရဲ့လိုပြောနေကွာမင်းမနေ့ကဆိုမင်းမူးလေးသွားတော့ကို့အရှိမမူးလေးသွားတော့ပြီးတော့အမေကိုကြည့်အသက်ရွယ်တစ်ခုရောက်နေပြီးတော့တားလေးဆိုကြည့်မင်းအကြီးကျယ်ထားပါကိုလိုစိတ်နဲ့သွားနိုင်မှာမင်းကိုနေရာခံစားပေးကြည့်မင်းပြောရင် ကောင်းပြီလေအဲ့ဆိုရင်လည်းရှင်းဆုံးဖြတ်ချက်အပေါ်မှာရှင်းကိုယ်တိုင်နောက်နောက်များဖို့တော့ကျွန်တော်ပြောတယ် ။သားရဲ့ဘယ်လိုပဲဖြစ်ဖြစ်သားရဲ့ဆုံးဖြတ်ချက်တွေကိုပြန်ပြီးတော့စဉ်းစားနေကြတယ် အဲ့ဒါပဲသားမင်းဖေကသူ့ရဲ့ဘဝတစ်ခုလုံးအမေတို့ကပေးဆက်ထားခဲ့ရသူရမ်းလူချင်နေတဲ့အခွင့်အရေးကိုရခဲ့ရတော့မှပဲသူအမေတို့ကိုဆုံးဖြတ်သွားမယ်နဲ့အမေတို့ဒီမှာနေခဲ့ရတာသားရဲ့ဒါပေမဲ့အခုမင်းကတော့ ဟုတ်ဘလို့ခုမှပြောရတယ်ဟုတ်စောစောပြောပေါ့တော့ပြုတ်နေအားနာတယ်ဟိုအခုလည်းစီမောထားတာ မင်းဖေကအမေကိုမပြောပြချင်နေခဲ့ရတယ်အဲ့တော့အမေလည်းသားအတွက်ပြောပြဖို့အခွင့်အရေးရခဲ့တယ်ဒီရဲတော့သားဖေကသားကိုအရင်ချစ်တယ်သားရဲ့ဒါပေမဲ့အခုသားအဖေပေါ်မှာလုပ်နေတဲ့အပြုအမူတွေပြောတဲ့စကားတွေလုပ်တဲ့နေတာရမ်းတော့နေတာမင်းဖေရောမျက်စိကောင်းဖြစ်နေတယ် ဘာလို့လဲ အားပေးပေးတယ် အဲ့လိုတိုင်းဒီတူစံဆွဲခါပြီးတော့တနိုင်ပါဆွေးရိုင်းတော့တော့လားဟောဒီလေနောက်ကျရင်တော့ဒီတွေ့တယ်လို့တော့မရှိတော့ဒီကောင်းတဲ့ဒီမှလည်းတော့ဟောတန်းတဲ့နေဒီနေ့တက်တော့ဆန်းတယ်တော့လည်းကောင်းတယ် ဒီဆိုင်သွားတော့သားကြီး ဟုတ်ကဲ့ဟုတ် ဩကုသွေးချစ်မွေးနေကြတယ်လား ကိုတို့ခိုင်းလို့ဒီမိုင်းလို့တော့ဒီနေ့တော့ထူးထူးခြားဖြစ်သွားကိုဘုရားကျောင်းမှာကျွေးမစီနေတော့ အဲ့ဒါလည်းကောင်းတာပဲအဲ့ဆိုရင်ခင်းတို့ခဏနေကြရင်ဖျားเจ้าဘက်ကိုသွားပြီးတော့အကျွေးဝဲကိစ္စတွေစကားပြောပြကြမယ်လေပြန်ယူရလေးတွေဝယ်ပြီးတော့ခင်းပြန်လာ အေးကောင်းတော့ပဲအဲ့ဒါသွားကြတော့ ကောင်းမြတ်ကျော် ဖျားဆရာ တောက်ဆရာအဖေเจ้าရေးခိုင်းလိုက်တာလေ
ဘာမှလည်းမရေးတော့ကဲမရေးရတဲ့အကြောင်းရှောက်ပြောပါဦး တဘာရမှမသိလို့ပါဆရာကိုတော့ဆရာအဖေကြောင့်အဖေကိုကြည်ရေးဆိုလို့အဖေကမနက်စောကြီးကလေးကအလုပ်ကိုသွားတယ်ကိုကတော့ညမူချုံမှပြန်လာတားနဲ့လည်းတနေကုန်မတွေးပြဘူးအဲ့ကြောင့်မို့တာမရေးလာတာပါဆရာ ဟောတားရဲ့အဖေလေးရတယ်သိလားတကယ်တမ်းကျတော့သူတို့ကနှုတ်နဲ့ချစ်ပြရတယ်သူတို့လက်တွေ့ချစ်ပြတတ်ကြတယ်တကယ်လို့အိမ်တိမ်မှာဘယ်သူရှိလုံခြုံနေထင်နေတာ ဖေရှိရင်တော့မဟုတ် ကဲအဲ့ဒါစဉ်းစားကြည့်ရောတကယ်လို့တားတခုလိုချင်နေဆိုရင်အဖေနဲ့အမေကိုတွားပြောရဆိုဘယ်သူကပို့ပြီးတော့ဝယ်ပေးလေးရှိတယ် ဖေကပိုးဝယ်ပေးတယ် ဟုတ်ပြီနော်တားတေချာတေးသေးချာချာစဉ်းစားဟုတ်ပြီလား ဟုတ်ဒါနောက်ဆိုရေးလာခဲ့တာမယ် ကဲကောင်းပြီစားလို့ ဟုတ် ဘလို့မေ ဒါရီဟိုလေးဒီနေ့လေးချိန်မွေးနေတော့အဲ့ဒါဘာအင်းတို့ပြန်အောင်ကြားလား အော်ဟုတ်ကဲ့မေဒါစတော့ပြန်လာခဲ့ပြီနော် အေးအခုဟိုလေးအမေကတော့ဖျားကြောင်းသွားပြီးတော့ဒီအကျွေးမှုကိစ္စတွေအဲ့ဒါတော့ပြောမလို့သားရဲ့အဲ့ဒါပြီးညနေတော့မှဝယ်ရရှိအောင်ဝင်လာပြီးတော့အမေပြန်လာကြမယ်နော် အော်ဟုတ်ကဲ့မေဟုတ်တားခုလေစာတင်နေလို့တည်လာမေဒါအားကြောင့်နောက်မှဖုန်းပြန်ဆက်လိုက်မယ်နော်မေနော်ဒါပဲနော်မေ အေးဟုတ်ပြီဒါဟုတ်ပြီဟိုအင်ဂျင်ကဖုန်းဆောင်တော့မေ အော်ဟုတ်ကဲ့မေဟုတ်ဒါပဲနော်မေ အေး ဟုတ် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Okay. Đây, cái chỗ nó chỉ là su về này mấy cái này, cái đồ chuyện nó nóng rồi mình cắt tao mà mình không biết đâu có được. ရပါတယ်ခင်ဗျာဖိတာတော့ခဏတော့ Mình biết là chỉ này gì nó. မျိုးပေါင်းသားရဲ့ À từ tao cái gì sao? ဒီစားအောင် Mình sợ cái gì. Tao mà để được gì à? ဒီရဲ့